အသေးရဲ့လှုပ်ဆောင်ချက်ကိုမြင့်တင်ပေးမဲ့စူပါစားစာ၅မျိုးတင့်ခန္ဓာကိုယ်ရဲ့စက်ယုံကြီးဖြစ်တဲ့အသေးသူကနေ့စဉ်နဲ့အမျှတင့်ကျန်းမာရေးအတွက်အရေးကြီးတဲ့အလုပ်ပေါင်းစုံကိုတိတ်တဆိတ်လှုပ်ဆောင်ပေးနေတာတင်သိပါရဲ့လားအစိတ်တောက်တွေဖယ်ရှားပေးတာကစလို့အာဟာရတွေဖြန့်ဝေပေးတာအထိပေါ့ဒီလိုအဖိုးတန်နဲ့အသေးလေးကျန်းမာနေဖို့တင်းနေစဉ်ဘာတွေလုပ်ပေးတင်လဲဒီဗီဒီယိုမှာအဖြေရှိပါတယ်အသေးကျန်းမာဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာ၅မျိုးကိုအရင်ဆုံးပြောပြပေးပါမယ်တက်စိမ်းရင်ရောင်ဟင်းသီးဟင်းရွက်များကိုက်လန်ဟင်းနုနယ်မုံညင်းစားတဲ့အစိမ်းရင်ရောင်ဟင်းသီးဟင်းရွက်တွေမှာကလိုရိုဖီကျွယ်ဝစွာပါဝင်တာကြောင့်အသေးရဲ့ကအစိတ်တောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်ဒါအပြင်သူတို့မှာအမြင့်တက်ဗီတာမင် ACK နဲ့တတုဓာတ်တွေလည်းပါဝင်လို့အသေးရဲ့လှုပ်ဆောင်ချက်တွေကိုအားဖြည့်ပေးပြီးဆဲပျက်စီးတာကိုကာကွယ်ပေးပါတယ်နှစ်ချက်တုံဖြူချက်တုံဖြူမှာပါတဲ့စာဖာချက်ပေါင်းတွေကအသေးအင်ဇိုင်းတွေကိုလှုံ့ဆော်ပေးပါတယ်ဒီအင်ဇိုင်းတွေကခန္ဓာကိုယ်ထဲကအစိတ်တောက်တွေနဲ့ဓာတုပစ္စည်းတွေကိုဖယ်ရှားရမှာအဓိကပါဝင်လို့ချက်တုံဖြူကိုပုံမှန်စားသုံးပေးခြင်းဖြင့်အသေးကိုတန့်စင်စေပြီးကျန်းမာစေပါတယ်သုံးတန်လွင်စီအထူးသဖြင့် HR ဘာချင်း olive wine တန်လွင်စီအထူးသဖြင့်အပူမပေးဘဲသုံးတဲ့ HR ဘာချင်း olive wine ကတော့အစီကောင်းတစ်မျိုးဖြစ်ပြီးအသေးအစီဖုံးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်အသေးအင်ဇိုင်းတွေရဲ့လှုပ်ဆောင်ချက်ကိုလည်းမြင့်တင်ပေးပြီးအသေးရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါသေးတယ်လေးအခွန်မာသီးများဗာဒန်စစ်တကြားသီးစားတဲ့အခွန်မာသီးတွေမှာအိုမီဂါ3 fatty acid နဲ့အမိုင်နိုအက်ဆစ်တွေပါဝင်ပါတယ်ဒါတွေကအသေးရောင်ရမ်းမှုကိုလျှော့ချပေးပြီးအသေးဆဲတွေကိုကာကွယ်ပေးနိုင်ပါတယ်အစိတ်တောက်တွေဖယ်ရှားရမှာလည်းကူညီပေးပါတယ်ငါးအချင်တက်ပါသောအသီးများလိမ္မော်တံပြာဂရိတ်ဖြူစတဲ့အချင်တက်ပါတဲ့အသီးတွေဟာဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်တွေအများပြားပါဝင်ပါတယ်ဒါတွေကအသေးဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပြီးအသေးရဲ့ detoxification အစိတ်တောက်ဖြည့်တဲ့လုပ်ငန်းစဉ်ကိုအထောက်အကူပြုပါတယ်ဒီစားစာတွေအပြင်တင့်တဲကျန်းမာဖို့အတွက်အခြားသောအလေးကျင့်ကောင်းတွေကိုလည်းကျင့်သုံးဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ရေကိုများများတောက်ပေးပါရေကခန္ဓာကိုယ်ထဲကအစိတ်တောက်တွေကိုစီးနဲ့ချွေးကနေတဆင့်ဖယ်ရှားပေးဖို့အဓိကကူညီပေးပါတယ်နောက်တစ်ခုကတော့အစီများတဲ့အစားအစာတွေနဲ့အရက်ကိုရှောင်တာပါပဲဒီလိုຢာတွေကအသေးကိုဝင်ပြီးစေပြီးအသေးစီဖုံးတာအသေးရောင်တာနဲ့အသေးချောက်တာတွေအထိဖြစ်စေနိုင်ပါတယ်ကိုလက်လှုပ်ရှားမှုကိုမှန်မှန်လုပ်ဖို့လည်းမမေ့ပါနဲ့ပုံမှန်လှုပ်ရှားပေးတာကကိုလေးချိန်ကိုထိန်းချုပ်နိုင်ပြီးအသေးစီဖုံးတာကိုကာကွယ်ပေးတယ်လို့တွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေလို့အသေးကျန်းမာရေးကိုအထောက်အကူပြုပါတယ်မြတ်တဲ့အစားအသောက်ပုံစံကိုကျင့်သုံးဖို့ကလည်းအရန်ရေးကြီးပါတယ်အပေါ်မှာပြောခဲ့တဲ့အသေးအတွက်ကောင်းတဲ့အစားအစာတွေအပြင်ကောက်ပဲတီးနဲ့အစုံလင်နဲ့ပရိုတင်းဓာတ်လုံလုံလောက်စားသုံးဖို့လည်းလိုပါတယ်ကော်ဖီကိုတန်ဆေးလုံးပေးမှတ်ပြီးတောက်တာကလည်းအသေးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်ဒါပေမဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှတင့်တော်တဲ့ပမာဏကိုတောက်သုံးသင့်ပါတယ်ဒီအချက်တွေကိုလိုက်နာပြီးနေ့စဉ်ဘဝမှာကျင့်သုံးမယ်ဆိုရင်တင့်တဲကျန်းမာရေးကိုအကောင်းဆုံးထိန်းသိမ်းနိုင်မှာပါတခုသတိပြုရမှာအကယ်၍အသေးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိနေပြီဆိုရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ဆွေးနွေးပြီးဆေးကုသမှုခံယူဖို့အကြံပြုလိုပါတယ်နော်ဒီလိုကျန်းမာရေးနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုနောက်ထပ်လည်းကြည့်ချင်ရင် like and follow လုပ်ထားခဲ့နော်နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိရင်လည်း comment မှာမှန်သွားပေးပါကျေးဇူးတင်ပါတယ်ခင်ဗျာ